တခါတော့ကလန်ဒန်မြို့ရဲ့နာမည်ကြီးဟိုတယ်တစ်ခုမှာလူငယ်လေးတယောက်ကနေတိုင်းခီးသည်တွေရဲ့အိတ်တွေကိုတည်ပေးနေရတယ်။သူ့ရှေ့ကိုဖျက်လျှောက်သွားကြတာမင်းသားတွေစီဝါရီသမားတွေအရှိဥရောပအချမ်းသာဆုံးမိသားစုတွေသူတို့ရဲ့ဝက်စားတွေကတရက်ကျော်ရှင်းနေကြတယ်သူတို့ရဲ့ခီးဆောင်အိတ်တွေကအံ့ဩစရာကောင်းလောက်အောင်တန်ဖိုးကြီးတယ်သူတို့မှာငွေရှိတယ်အာဏာရှိတယ်အဆင့်တန်းရှိတယ်ဒါပေမဲ့အဲ့ဒီလူငယ်လေးကတော့သူတို့လိုဘာတစ်ခုမှမရှိနေပါဘူးသူပိုင်ဆိုင်တာတစ်ခုတော့ရှိပါတယ်အဲ့ဒါကတော့အိမ်မက်ပါသူ့နာမည်ကတော့ Gucci ပြီးတော့သူ့ရဲ့အိမ်မက်ကကမ္ဘာအကျော်ကြားဆုံးဇိမ်ခံအမတ်တစိတ်တွေအရာတစ်ခုကိုမွေးဖွားပေးခဲ့ပါတယ် Gucci ဒါပေမဲ့ဒီနေ့ကျွန်တော်တို့သိတဲ့ Gucci ရဲ့နောက်ွယ်မှာ fashion တစ်ခုထက်ပိုတဲ့ဇာတ်လမ်းတစ်ပုဒ်ရှိနေပါတယ်အောင်မြင်မှုတွေရှိတယ်တစ္ဆာဖောက်မှုတွေရှိတယ်မိသားစုစစ်ပွဲတွေရှိတယ်ပြီးတော့လူသက်မှုတောင်ရှိခဲ့ပါတယ်ဒါက Gucci ရဲ့တကယ်ဇာတ်လမ်းပါ1890ကျော်နှစ်တွေမှာအီတလီနိုင်ငံ Florence မြို့ကလူငယ်တစ်ယောက်ကပိုကောင်းတဲ့ဘဝတစ်ခုကိုရှာဖွေဖို့လန်ဒန်ကိုထွက်လာခဲ့ပါတယ်။သူအလုပ်ရခဲ့တဲ့နေရာက Savoy Hotel အဲ့ဒီအချိန်ကကမ္ဘာအဆင့်မြင့်ဆုံးဟိုတယ်တွေထဲကတစ်ခုပါ။ Gucci ကအခန်းဝန်ထမ်းမဟုတ်ပါဘူး။မန်နေဂျာလည်းမဟုတ်ပါဘူး။သူကခရီးဆောင်ရေးတည်တဲ့တန်မန်ပေါ်တာလေးတစ်ယောက်ပါပဲ။ဒါပေမဲ့တနေ့ပြီးတနေ့သူသတိထားမိလာတယ်။ချမ်းသာတဲ့လူတွေကပစ္စည်းတွေကိုဝယ်တာမဟုတ်ဘူး။ခံစားချက်ကိုဝယ်တာ။သူတို့ဝယ်နေတာအစင်တန်းဂုံတိတ်ခါလူများမရနိုင်တဲ့အရာတစ်ခုကိုပိုင်ဆိုင်ရတဲ့ခံစားချက်ဒီသင်ခန်းစာကို Gucci ကဘယ်တော့မှမမေ့ခဲ့ပါဘူး1921ခုနှစ်မှာသူက Florence ကိုပြန်လာခဲ့တယ်ပြီးတော့တရေထုတ်ကုန်ဆိုင်လေးတစ်ခုဖွင့်ခဲ့ပါတယ်လူတွေကတော့ထင်ခဲ့ကြတယ်သူကအိတ်တွေရောင်းနေတာလို့ဒါပေမဲ့တကယ်တမ်းတော့သူရောင်းနေတာကအိမ်မက်တွေလူတယောက်ပို့ပြီးတော့အရေးပါတဲ့သူလို့ခံစားရစေမယ့်အရာတွေအဲ့ဒီကနေ Gucci ဆိုတဲ့နာမည်ဟာစတင်ခဲ့ပါတယ်အချိန်တွေကြာနဲ့အမျှလုပ်ငန်းကလည်းတဖြည်းဖြည်းကြီးထွားလာတယ်ဒါပေမဲ့ဒုတိယကမ္ဘာစစ်ကိုရောက်လာတယ်တည်ရီရှာပလာတဲ့ကုန်ကျန်းတွေမလုံလောက်တော့ဘူးကုမ္ပဏီတော်တော်များများအတွက်ဒါအဆုံးသက်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့ Gucci အတွက်တော့ဒါအခွင့်အရေးဖြစ်ခဲ့တယ်သူတို့ကပစ္စည်းအသစ်တွေကိုစမ်းသပ်တယ် canvas ကိုအသုံးပြုတယ် design အသစ်တွေဖန်တီးတယ်ပြီးတော့ကမ္ဘာ fashion သမိုင်းကိုပြောင်းလဲသွားစေမဲ့အိတ်တစ်လုံးပေါ်လာပါတယ် bamboo bag တည်ရီမရှိလို့ဝါကိုအသုံးပြုခဲ့တာပြဿနာတစ်ခုကို icon တစ်ခုအဖြစ်ပြောင်းလဲစေနိုင်ခဲ့ပါတယ်1950နဲ့1960ပြည့်နှစ်တွေမှာ Gucci ဟာအီတလီကိုကျော်ပြီးတော့အမေရိကကိုဝင်လာခဲ့တယ်။ New York မှာဆိုင်ဖွင့်ခဲ့တယ်။ Hollywood ကျယ်ဝန်းတွေက Gucci product တွေကိုစတင်သုံးစွဲလာကြပါတယ်။နာမည်ကြီးတရုတ်ဆောင်တွေနိုင်ငံရေးသမားတွေတော်ဝင်မိသားစုဝင်တွေက Gucci ကိုရွေးချယ်လာကြပါတယ်။ပြီးတော့ဒီနေ့မှာ Jacqueline Kennedy က Gucci အိတ်တစ်လုံးကိုကင်ထားတဲ့တပ်ပုံတစ်ပုံထွက်လာပါတယ်။မကြာခင်မှာပဲအဲ့ဒီအိတ်ကိုလူတွေကနာမည်အသစ်ပေးလိုက်ကြပါတယ်။ Jackie Bag ကုန်ပစ္စည်းတစ်ခုဟာရည်ကြီးမှုတစ်ခုဖြစ်လာခဲ့ပါတယ်1990နဲ့1980ပြည့်နှစ်တွေမှာ Gucci ဟာကမ္ဘာကျော်လာခဲ့ပါပြီဒါပေမဲ့အောင်မြင်မှုကြီးလေလေအန္တရာယ်ကြီးလေလေဖြစ်ပါတယ်အထူးသဖြင့်မိသားစုလုပ်ငန်းတွေမှာပိုင်ဆိုင်မှုတွေပုံများလာတယ်အာဏာတွေပိုကြီးလာတယ်ပြီးတော့မိသားစုဝင်တွေစတင်ပြီးတော့စိတ်ဝမ်းကွဲလာကြပါတယ်ဘယ်သူအုပ်ချုပ်မလဲဘယ်သူဆုံးဖြတ်မလဲဘယ်သူပိုရမလဲဆိုတဲ့အရာတွေနဲ့အငင်းပွားခဲ့ကြပါတယ်Gucci ရဲ့အကြီးမားဆုံးရန်သူကတော့အပြင်မှာမရှိပါဘူးအိမ်ထဲမှာပဲရှိနေခဲ့တာပါ1990ပြည့်နှစ်အစောပိုင်းမှာ Gucci ဟာအန်နီရရှိတဲ့အခြေအနေတွေကိုရောက်နေခဲ့ပါပြီအမတ်တစိတ်ကလည်းဟောင်းနှွဲနေပြီ fashion လောကရှေ့ကိုပြေးနေတဲ့အချိန်မှာ Gucci ဟာနောက်ကျကျန်နေခဲ့ပါပြီလူများစုကတော့ပြောကြပါတယ် Gucci ရဲ့ခေတ်ကုန်သွားပြီလို့ဒါပေမဲ့ပိုဆိုးတဲ့အရာတစ်ခုကလည်းစောင့်နေပါသေးတယ်1995ခုနှစ်မတ်လ29ရက်မယ်လန်မြို့မှာ Maurizio Gucci ကသူ့ရုံးခန်းကိုလာနေရဲ့လဲမှာပဲလောက်ကျန်ခံခဲ့ရပါတယ်ကဘာတဝန်းလုံးကအံ့အားသင့်သွားခဲ့တယ်ဒါကစီးပွားရေးပြဿနာမဟုတ်တော့ပါဘူးလူသက်မှုတစ်ခုဖြစ်ခဲ့ပါပြီနောက်ပိုင်းစုံစမ်းစစ်ဆေးမှုတွေမှာတော့သူ့ရဲ့ဇနီးဟောင်းကဒီဖြစ်ရဲ့နောက်ွယ်မှာရှိနေတယ်ဆိုတာပေါ်ပေါက်လာခဲ့ပါတယ်စိန်ခံမှုပတ်စံအာနာအချစ်လက်စားချေမှုတွေနဲ့ဒီဇလန်ကရုပ်ရှင်ကားတကားလို့ပါပဲဒါပေမဲ့ Gucci ရဲ့ဇလန်ကဒီမာတယ်မပြီးသေးပါဘူးအဲ့ဒီအချိန်မှာ American designer လူငယ်တယောက်ကတိတိစိတ်ပြောင်းလဲမှုတစ်ခုစတင်နေခဲ့ပါတယ်သူ့နာမည်ကတော့ Tom Ford 1994ခုနှစ်မှာသူက Gucci ရဲ့ creative director ဖြစ်လာပါတယ်လူတော်တော်များများက Gucci ကိုကက်တင်လို့မရတော့ဘူးလို့ထင်နေတဲ့အချိန်မှာ Tom Ford ကတော့မတူတဲ့အရာတစ်ခုကိုမြင်ခဲ့ပါတယ်သူက Gucci ကိုပို့ပြီးတော့ရဲရင်လာအောင်လုပ်တယ်ပို့ပြီးတော့ဆွဲဆောင်မှုရှိလာအောင်လုပ်တယ်ပို့ပြီးတော့ခင်မီလာအောင်လုပ်တယ် fashion show တွေကကမ္ဘာသတင်းတွေဖြစ်လာတယ် celebrity တွေကစိတ်ဝင်စားလာကြတယ်
ဖောက်တယ်တွေပြန်ရလာတယ်အမျက်ငွေတွေပြန်ရလာတယ်ဂူချီဟာပြန်လည်မွေးဖွားလာခဲ့ပါတယ်နှစ်တွေတဖြည်းဖြည်းကုန်ဆုံးပြီးတဲ့နောက် Tom Ford ရဲ့ခက်လည်းပြီးသွားပါတယ်ဒါပေမဲ့ဂူချီကတော့တဖန်ပြောင်းလဲနိုင်ခဲ့ပြန်ပါတယ်Alessandro Michele လက်ထက်မှာ Gucci ကလူငယ်တွေရဲ့အမတ်တစိတ်ဖြစ်လာခဲ့ပါတယ်။ Social media ပေါ်မှာ Gucci ဟာ trend တစ်ခုဖြစ်လာခဲ့တယ်။ Online မှာလူတိုင်းက Gucci အကြောင်းကိုပြောနေကြတယ်။ဒါပေမဲ့ luxury လောကမှာစီးမြင်တစ်ခုရှိပါတယ်။မနေ့ကအောင်မြင်မှုကမနေ့ဖြန်ကိုအာမမခံနိုင်ပါဘူး။ဒါကြောင့်မို့ Gucci ဟာဒီနေ့အထိသူ့ကိုယ်သူပြန်လည်ဖန်တီးနေသေးပါပဲ။ဒါဆို Gucci ဟာဘာကြောင့် luxury ဖြစ်လာတာလဲ။အဖြေကတော့ leather တွေကြောင့်လည်းမဟုတ်ပါဘူး။ logo ကြောင့်လည်းမဟုတ်ပါဘူးဈေးကြီးလို့လည်းမဟုတ်ပါဘူး Gucci ရောင်းနေတာကပစ္စည်းတွေမဟုတ်ပါဘူးဇက်လန်းတွေခံစားချက်တွေအိမ်မက်တွေလူတစ်ယောက်ကိုသူ့ကိုယ်သူပို့ပြီးတော့အရေးပါတဲ့သူတစ်ယောက်အဖြစ်ခံစားရစေမယ့်အရာတွေဒါ luxury ရဲ့တကယ်အတိတ်ပဲဖြစ်ကောင်းဖြစ်နိုင်ပါတယ် Porter ကောင်လေးတစ်ယောက်ရဲ့အိမ်မက်ကကမ္ဘာအကြီးဆုံး fashion empire တွေထဲကတစ်ခုကိုမွေးဖွားပေးစေခဲ့ပါတယ်မိသားစုစစ်ပွဲတွေကိုဖျက်ကျော်ခဲ့တယ်လူသက်မှုတွေဖြစ်ပွားခဲ့တယ်ဒေဝါလီခံရလို့နေပါအခြေအနေတွေကိုဖျက်ကျော်ခဲ့တယ်ဒါပေမဲ့ Gucci ဟာဆက်လက်ရှင်သန်နေသေးပါပဲဒါကြောင့် luxury ဆိုတာကပြည့်စုံခြင်းမဟုတ်ပါဘူးမပြိုလဲပဲနဲ့ရှင်သန်နိုင်ခြင်းဖြစ်ပါတယ်ဒါဆိုရင် Gucci ရဲ့အောင်မြင်မှုကိုဘာကဖန်တီးခဲ့တယ်လို့မိတ်ဆွေထင်တယ်လဲဗျ Italian craftsmanship လား marketing လား Tom Ford လားဒါမှမဟုတ်ဇလန်တဲ့ဘုတ်ကိုယုံကြည်စေခဲ့တဲ့စွမ်းအားလားတဲ့ရဲ့အမြင်ကို comment မှာမျှဝေပေးခဲ့လို့ရပါတယ်နောက်ထပ်ကမ္ဘာကျော် brand တွေရဲ့နောက်ွယ်ကဇလန်တွေကိုနားထောင်ချင်နေဆိုရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့